ကျွန်တော်နာမည် John မှာကျွန်တော်က Star Asset Model International Agency ကို run နေတဲ့လူတစ်ယောက်ပါကျွန်တော်ဘယ်လိုဖြစ်ပြီးတော့ Jesus ကိုစပြီးယုံကြည်လာလဲဆိုတော့ကျွန်တော်ဖေစင်မှာနေမကောင်းဖြစ်နေတဲ့အချိန်မှာကျွန်တော်ရဲ့အမကျွန်တော်ကိုယ်ရဲ့မိန်းမပေါ့နော်သူကနေပြီးတော့ဘယ်လိုလဲဆိုတော့ဒီလိုအဖေနေကောင်းခြင်း Jesus ကိုတွားပြီးရှစ်ခိုးပါဆိုပြီးတော့ပြောလိုက်ပါမှာကျွန်တော်ကကျွန်တော်ကိုယ်မိန်းမတော့အုံနောက်ပြတ်သွားပြီလို့ထင်နေတာပေါ့နော်အဲ့ဒါကျွန်တော်ကမယုံကြည်အောင်ဖြစ်နေတယ်ဒါပေမဲ့တနေ့တော့ကျွန်တော်ဖေကဖျားတရားလေးကနေလုံးဝမချအောင်အဲ့အချိန်မှာအားလုံးကစိတ်ပူနေတဲ့အချိန်မှာကျွန်တော်အမေပြောတယ်လားဘာပဲဖြစ်ဖြစ်ပေါ့နော်Jesus ကိုရှစ်ခိုးလို့လေကျွန်တော်ဘွားကြီးဘာမှမဖြစ်သွားဘူးသွားပြီးရှစ်ခိုးကြအောင်ဆိုပြီးကျွန်တော်တို့ Dobigo MRT နားမှာရှိတဲ့စင်ကူ Dobigo MRT နားရှိတဲ့ YMC ရဲ့ဘေးနားရှိတဲ့ Christian ဘုရားကျောင်းကျွန်တော်တကယ်ချင်း Bobby ချင်းကနေခေါ်သွားတဲ့အခါမှာကျွန်တော်ရှစ်ခိုးနေတဲ့အချိန်မှာဘုရားတခင်အကောင်းကြီးပေးလို့လာတော့မသိဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ကကောင်းသွားတာအဖေကဖျားချသွားတယ်အဲ့ဒါနဲ့တပြေးနဲ့ကျွန်တော်ဆူတောင်းရတယ်ကျွန်တော်ဆေးရုံရဲ့အရှိရပုံရှိသေးမှအိတ်နေတဲ့အချိန်မှာ Jesus တို့ထင်ရတဲ့ပုဂ္ဂိုလ်တူလို့ပြောပေါ့နော်နှာခေါင်းရဲ့အောက်မှာမုတ်ဆိတ်မုန်းနဲ့ဒုက္ကောက်နဲ့အိတ်ဝတ်ဖြူစင်ကြယ်ကြီးဝတ်ထားပြီးတော့အင်းကြီးရလဲပေါ်ပါကြီး Jesus တပ်ပုံနဲ့ပုံလိုမျိုးတွေ့ရတယ်ဒါပေမဲ့နှာခေါင်းပေါ်ကျွန်တော်မမြင်အောင်သူကလာပြောရတဲ့တစ်ခုကရှိတယ်မင်းဖေနေကောင်းချင်းမင်းတို့အဖေခုနေတဲ့ဆရာဝန်မှားနေတယ်ဆရာဝန်လဲလိုက်ပါလို့ပြောတယ်အဲ့နဲ့ကျွန်တော်တို့လဲလိုက်တဲ့ခါမှာကျွန်တော်တို့အရန်ကိုပေါ့နော်ဖေကချေချေမောချမ်းချမ်းမာနဲ့ဘာမှမပြန်ရောက်လာအဲ့အစားကျွန်တော် Jesus ကိုယုံကြည်လာတယ်ကျွန်တော်တကယ်ကြီးဘယ်လိုချင်းရလဲကျွန်တော်စေကူကနေကျွန်တော်ဖေစေကူလို့နေကောင်းသွားလို့ပြန်တဲ့ခါမှာခရစ်ယာန်ဘန်းဘုရားချမ်းစာကိုပြီးလိုက်တယ်အဲ့လိုကျွန်တော်ယူလာပြီးတော့ခါကျရင်ကျွန်တော်ကဗုဒ္ဓဘာသာကိုကိုးကွယ်တော်လဲဒီခါကျခရစ်ယာန်ချမ်းစာကိုလက်ကလေးတင်ပြီးတော့ဆူတောင်းလေးရှိပါတယ်ကျွန်တော်ရဲ့ခက်ခဲတွေအဲ့ချိန်မှာကျွန်တော်ခက်ခဲတွေတပြေးနဲ့အောင်မြင်လာတာကိုတွေ့ရပါတယ်เนาะကျွန်တော်အဲ့နဲ့ကျွန်တော် Jesus ကိုစပြီးယုံကြည်တာပါကျွန်တော်ဗုဒ္ဓဘာသာကိုလည်းယုံကြည်တယ်ခရစ်ယာန်ဘုရားကိုလည်းယုံကြည်ပါတယ်ဒါပေမဲ့ကျွန်တော်ဘုဒ္ဓဟောမှာဒီလိုမျိုးယုံကြည်ဖို့အတွက်ကျွန်တော်ဆွဲတရားဟောနေမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကိုယ့်ရဲ့ယုံကြည်ချက်ပေါ်ကတော့ကိုယ့်ကိုfree နေနဲ့ယုံကြည်လို့ရပါတယ်တကယ် Jesus ကောင်းတယ်မကောင်းဘူးဆိုတာသိချင်တော့ကိုယ့်ရဲ့နှလုံးသားပေါ်လက်တွေရောဖွင့်ပြီးတော့ပေါ့နော်ဘုရားကိုဆုတောင်းကြည့်ပါဘုရားကကိုယ့်ရဲ့ပြတ်မလားကောင်းကျိုးတွေပေးလာနိုင်လို့ရှိရင်ဒါလည်းသူကစိတ်တွေကကောင်းတယ်လို့ဘုရားတဆူနေနဲ့ကိုယ့်ရဲ့ယုံကြည်လို့ရပါတယ်ကျွန်တော်ဘာသာပြောင်းဖို့လည်းမတိုက်တွန်းပါဘူးဒါကြောင့်မို့ကျွန်တော်ဆိုပွဲတွေပါလောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်အမြဲတမ်းခရစ်ယာန်ဘုရားသခင်ကိုကျွန်တော်ဖွင့်ပြီးတော့ဆုတောင်းလို့ရှိပါတယ်ကျွန်တော်နောက်မှာကြောပွဲပဲထိုးနေထိုးလာလိမ့်မယ်ဒါပေမဲ့လည်းကျွန်တော်ခရစ်ယာန်ဘုရားသခင်နဲ့ကျွန်တော်ဆုတောင်းပါတယ်။အားကြီးတဲ့ပရိသတ်တွေရောပါဝင်တဲ့လူပညာရှင်တွေရောမိသားစုရောအကုန်ဟိုတယ်မှာရှိတဲ့အားလုံးဘုရားသခင်လက်တော်ထဲအပ်ပြီးတော့ကျွန်တော်အဲ့လိုမျိုးလုပ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဟာဆိုလို့ရှိရင်ပွဲတွေလုပ်တဲ့အခါမှာသူများနဲ့မတူတဲ့အောင်မြင်မှုတွေရရှိပါတယ်။ဒါလည်းဘုရားသခင်ကဲတယ်လို့ပဲကျွန်တော်မှတ်ထားပါတယ်။အဲ့ဒါကြောင့်မလို့ပေါ့နော်လူတိုင်းယုံကြည်ခြင်းလို့ရှိရင်ယုံကြည်လို့ရပါတယ်ကျွန်တော်ကတော့ဒီခရစ်ယာန်ဘုရားကိုအမြဲတမ်းကိုယုံကြည်တဲ့ဝင်တဲ့အတွက်ကြောင့်အမြဲတမ်းပေါ့နော်ခီးသွားတဲ့ကျမ်းစာကိုယူသွားပါတယ်ကျွန်တော်ဗုဒ္ဓဘာသာကိုလည်းဆက်လို့ခြင်းမရှိပါဘူးကျွန်တော်အမြဲတမ်းပေါ့နော်ဒီလိုပဲရှစ်ခိုးပါတယ်အဲ့တော့ကျွန်တော်တို့ဘဝမှာအောင်မြင်မှုပန်းနိုင်နေပြီးနေရောက်လာတယ်ဆိုတာလေဒီဘုရားရဲ့ကုညီမှုကြောင့်လေဆိုတာကျွန်တော်ယုံကြည်ပါတယ်အားလုံးပဲ Jesus ကိုယုံကြည်တယ်ဆိုလို့ရှိရင်ဒီမှာနှလုံးသားတကားကိုဖွင့်ပြီးတော့ကြိုးဆိုပြီးရှစ်ခိုးကြည့်ပါကိုယ့်ရဲ့ကောင်းမှထင်ဆက်ပြီးပို့ပွယ်လို့ရပါတယ်မကောင်းထင်တဲ့ဒီတိုင်းမဲ့ကိုယုံကြည်နေကြပါတော့ပဲဆက်လက်ပြီးတော့ပို့ပွယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်